အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့အေးရေးဝဝအိတ်ချင်းနဲ့ cosmetic သုံးခြင်းဒီနှစ်ခုမှာဘယ်အရာကိုဦးစားပေးသင့်လဲဆိုတဲ့ခေါင်းစဉ်ကိုရှင်းပြပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်စလိုက်ရအောင်အေးရေးဝဝအိတ်တာနဲ့ cosmetic သုံးတာဒီနှစ်ခုမှာဘယ်အရာကိုဦးစားပေးသင့်လဲလို့တွေးဘူးလားလာပါတဲ့အသားအရည်ကိုပိုင်ဆိုင်ဖို့အတွက်လူတော်တော်များများကဒီမေးခွန်းကိုမေးတတ်ကြတယ်တကယ်တော့အိတ်ဆက်ခြင်းဟာ skin အတွက်အခြေခံအကျဆုံးနဲ့အရေးကြီးဆုံးအရာပါ။ဘာလို့ဆိုညဘက်အိတ်ဆက်နေချိန်မှာ skin cell တွေက rapid ပြန်လည်ပြုပြင်ကြတယ်။ဒါကြောင့်အေးရေးဝဝအိတ်ခြင်းက collagen ထုတ်လုပ်မှုကိုအားပေးပြီးအသားအရည်ကိုကြည်လင်ဝင်ပါစေတယ်။ cosmetic ဆိုတာကတော့ skin ကိုထောက်ပံ့ပေးတဲ့အရာတွေပါ။ဥပမာ moisturizer ကအဆိုဓာတ်ဖြည့်ပေးတယ်။ serum ကလိုအပ်တဲ့အာဟာရဓာတ်တွေပေးတယ်။ sunscreen ကနေရောင်ခြည်တန်ကနေကာကွယ်ပေးမယ်။ဒါပေမဲ့သူတို့တွေဟာအေးရေးမွားလို့ဖြစ်လာတဲ့ skin ပြဿနာတွေကိုတော့အခြေခံကနေဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ဦးစားပေးရမယ်ဆိုရင်အေးရေးဝဝအိတ်ချင်းကအခြေခံအကျဆုံးပါ။ကောင်းမွန်တဲ့အိတ်ဆက်ခြင်းအလေးအထားရှိမှ cosmetic တွေရဲ့အာနိသင်ကပိုပြီးထိရောက်မှာပါ။နှစ်ခုစလုံးကအရေးကြီးပေမဲ့အိတ်ဆက်ခြင်းက foundation အခြေခံတစ်ခုပါ။ဒီလောက်ဆို cosmetic သုံးခြင်းနဲ့အေးရေးဝဝအိတ်ချင်းအကြောင်းကိုနားလည်သဘောပေါက်သွားပြီလို့ယူဆလိုက်မယ်နော်။သင်ရောဘယ်အရာကိုပိုဦးစားပေးလဲ။ comment မှာပြောပြခဲ့ဦးနော်။ဗီဒီယိုကိုအဆုံးအထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။